ခင်ဗျာမဖယ်ဘူးနော် မဖယ်ဘူး မဖယ်ခင်ဗျာကိုရီးစားစကားပြောမယ် အေးပြောဟာဟဲ့ငါ့ကိုမင်းရီးစားစကားပြောစီရလား ခင်ဗျာကိုကျုပ်ဦးတဲ့သေးတဲ့ဟာလိုက်လေချစ်တယ် ဟာ ဘလို့လူတွေလဲ ဘာလဲကွာမင်းကွာ ဘလို့ယောက်ျားတွေမလဲမသိ ဘာလဲကွာ ဟုတ်ကျွန်တော်ခင်ဗျာကို ဟာ မေတ္တာစင်မေတ္တာမှန်နဲ့ချစ်ပါ ဟာနေသားမှာကွာတူမဟဲ့ငါတယောက်တည်းမထားခဲ့နဲ့ဦးလေဟာဟိုမှာငါတူမသွားပြီကွာမင်း မဟုတ်ဘူးကျွန်တော်ခင်ဗျာကိုတကယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်တယ် ဟာခက်တော့ခက်နေပြီဒီကောင်တော့ ဟာဦးတဲ့သေးတဲ့ဟာကိုချစ်တယ်ဗျာ ဟာမင်းဘလို့ကောင်းလဲမင်းလူမားနေရလား လူမားနေရမဟုတ်ဘူးတကယ်ကိုချစ်တာချစ်တယ်ကိုပြန် အာဟဲ့ကောင်ငါလူမိုင်းအသေးတော့မယ်ငါလုံးလဲရင်တော့ ခင်ဗျားလို့ရင်ကျွန်တော်ခံရမှာပဲဗျာ ဟာ နော်မရသိုးလင်တပင်ပင်ဆိုတာကျုပ်ပဲဗျာ ဟဲ့ကောင်မင်းကဘာမှမလုပ်သေးဘူးငိုးမနေနဲ့ ခင်ဗျာ တခါမှဘာစကားပုံလဲမသိကြားလည်းမကြားဘူး မကြားဘူးလေအခုကြားဘူးပြီမလား အေးကြားဘူးပြီ ချစ်တယ် ဟာပြဿနာတော့မင်းမကြားငါလူမိုက်ကိုမင်းရီးစားစကားပြောရတယ်ဟဲ့လား ပြောရတယ်လေ ဟာ ဘာဖြစ်လို့ချစ်လို့ပြောချစ်ကလည်းဘာဖြစ် ဟာ လို့ နေစမ်းမှာကွာကြော်ပြီလား နေဦး ဟာလေ နောက်နေ့ကျရင်အဲ့ဆိုင်ရှိရဖြတ်ပြီဆိုရင်ဆိုင်ထဲမှာခမည်းရဲ့အချစ်ဆုံးချစ်သူရှိတယ်ဆိုတဲ့အသီလေးနဲ့ဖြတ် ဘာပြောတယ် ဟုတ်တယ်ကျွန်တော်ရှိတယ် ငါဒီဆိုင်ရှိရရှောက်ရင် ဟုတ်တယ် ဆိုင်ထဲမှာငါချစ်သူရှိတယ်ဆိုတဲ့စိတ်နဲ့သွင်းပြီးတော့ခြောက်ရမယ် ဟုတ်တယ် သေတော့မယ်ဒီကောင်တော့ငါလုံးဝသေတော့မယ် ခင်ဗျားလေဗျာတရကမလုပ်ပါနဲ့ဗျာခင်ဗျားလုံးလေလုံးလိုက်ဗျာခင်ဗျားလုံးပြီးကျွန်တော်လည်းပြန်လုံးတယ် ဟာမရဘူးဟေးလူသားမိုက်တာအဲ့ဒါကတော့အဲ့ဒါလောက်မမိုက်ဘူးအဲ့ဒါလောက်မင်းသေတော့မယ်မကြခင်သေတော့မယ်နော်သေပါလေ အေးခင်ဗျားနောက်တစ်ခါကျွန်တော်ဆိုင်ရှိရဖြစ်ရင်ကျွန်တော်အဖြေပေးတယ်လို့ကျွန်တော်သဘောထားလိုက် ဟာ